မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီ25 26မှာတူနာဖူဆယ်အင်တော့မှာလက်ရှိကျင်းပနေတဲ့ BCCN Fundy Futsal Match ဘောလုံးပွဲတွေကိုသွားပြီးတော့ကြည့်ရှုရတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီသူဝင်ခွင့်လက်ပတ်တွေပြီးတယ်ပေါ့နော်ဒီကကြီးဖြစ်တာလေးကတော့ဒီစနေဆိုဘလုံးမကန်ရရင်ပေါ့နော်ဘလုံးနဲ့ပတ်သက်တာတစ်ခုလုံးနေရအောင်ဖြစ်တဲ့တော့ကျွန်တော်အကိုတွေပါဝင်တဲ့အတန်အသင်းလာရောက်ပြီးတော့အားပေးရဖြစ်တယ်ပေါ့နော်ဒီတော့ပွဲစားရတယ်ကျွန်တော်ဒီပွဲထွက်တဲ့ကာသမားချင်းလက်သွဲနှုတ်ဆက်တယ်ပေါ့နော်ဒီလိုနဲ့ကျွန်တော်ဒီပွဲကတော့ကျွန်တော်အချိန်နေကိုရှိပါတယ်တစ်ဖက်တစ်ခါအဝေးကန်ချက်တွေသွင်းကိုတွေနဲ့အပြန်အလှန်သွင်းကိုတွေနဲ့သွင်းပြီးတော့ပေါ့နော်အချိန်နေရှိလာပါတယ်ပွဲစဉ်တွေရတယ်အများကြီးဖြစ်တော့ကျွန်တော်ကြည့်ရတယ်လေတဝါကြီးကိုကြည့်ခဲ့ရတယ်ပေါ့နော်အဓိကဗီဒီယိုရိုက်ထားတာကတော့ကျွန်တော်အကိုတွေကန်တဲ့ဒီအတန်ပွဲလေးကိုရိုက်ထားတာလေးဖြစ်တယ်ပေါ့နော်အသင်းလေးကတော့ကျွန်တော်ညီမနိုင်ငံလက်ရှိစီးပွားရေးကုမ္ပဏီတွေရဲ့ပေါ့နော်ဝန်ထမ်းတွေကန်တဲ့ပွဲလေးဖြစ်တဲ့အတွက်တော့ပေါ့နော်ဝန်ထမ်းတွေရဲ့စူးစမ်းအထောက်အမှုတွေတွေ့ရတယ်ဒါကတော့ဝန်ထမ်းတွေအတွက်လည်းကောင်းတယ်ပေါ့နော်အများအားလုံးနေရတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီလိုမျိုးကိုလက်လှုပ်ရှားလေးပေါ့နော်လုပ်ပေးရတဲ့အတွက်လည်းတော်တော်လေးလုပ်ငန်းခွင်မှာအဆင်ပြေမယ်လို့ထင်ပါတယ်ဒီပွဲမှာလည်းကျွန်တော်တို့ဒီသွင်းကိုတွေအပြန်အလှန်တွေ့ရတော့ကိုသမားတွေရဲ့လက်ဆန်းပြမှုတွေနဲ့ပေါ့နော်ပွဲတွေကတော်တော်လေးကိုကြည့်လို့တော့ကောင်းပါတယ်ဒါကကျွန်တော်ကိုကြီးပါ injury ဖြစ်နေရဝင်ကန်ပါတယ်နှလုံးလောက်ကန်ပြီးတော့ injury ပြန်ဖြစ်သွားပြန်ထွက်လာပါတယ်ဒီနောက်ဆုံး26နှစ်မှာဆိုရင်လည်း lucky draw ကန်ဆယ်မဲတွေလည်းပါဝင်နိုင်ခွင့်ရှိတာဖြစ်တဲ့အတွက်ဒီ26ရက်နေ့ပို့ပြီးတော့စီမံဖြစ်ပါတယ်ဒါနဲ့ပဲပွဲစဉ်တဝါကြီးကြည့်ပြီးတော့ကျွန်တော်ဒီငုံအပိုင်းနဲ့ပြည့်နှက်တဲ့လမ်းနေပဲအိမ်ကိုပြန်ခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်